ဒဏ်ရာကြောင့်မန်စီးတီးနဲ့ပွဲကိုလွဲတော့မယ်အမ်ဘပေရီယယ်မက်ဒရစ်တိုက်စစ်မှုအမ်ဘာပေဟာဒဏ်ရာကြောင့်ရီယယ်မက်ဒရစ်ရဲ့အရေးကြီးပွဲစဉ်တွေကိုလွှဲချော်တော့မှာပါ။အမ်ဘာပေဟာပြီးခဲ့တဲ့ဒီဇင်ဘာလကတည်းကရခဲ့တဲ့ဒူးဒဏ်ရာကိုခွဲစိတ်ကုသမှုခံခဲ့ရတာကြောင့်ကာလတစ်ခုအထိအနားယူရတော့မှာဖြစ်ပါတယ်။အမ်ဘာပေပြန်ကစားနိုင်မဲ့အချိန်ကိုရီယယ်မက်ဒရစ်ဆေးဖွဲ့ကိုယ်တိုင်ကခံမှန်းလို့မရသေးဘူးလို့သတင်းထုတ်ပြန်ခဲ့ပါတယ်။အမ်ဘာပေဟာမန်စီးတီးနဲ့ကစားရမယ့်ချန်ပီယံလိရှုံးထွက်16သင်းအဆင့်ကိုပွဲစဉ်နှစ်ကြော့လုံးကိုလွှဲချော်ဖို့တေချာတယ်လို့လည်းခန့်မှန်းထားကြပါတယ်။အမ်ဘာပေရဲ့ဒူးဒဏ်ရာဟာခွဲစိတ်ကုသမှုမခံဘူးဆိုရင်အလုံးစုံပျောက်ကင်းဖို့မဖြစ်နိုင်တာကြောင့်ရီယယ်မက်ဒရစ်တာဝန်ရှိသူတွေဟာအသင်းရေးထက်ကစားသမားအနာဂတ်ကိုဦးစားပေးပြီးခွဲစိတ်ကုသဖို့ဆုံးဖြတ်လိုက်တာပါ။အမ်ဘာပေမှာကစားနိုင်ခဲ့တဲ့ဂီတာဖေးနဲ့ပွဲစဉ်မှာရီယယ်မက်ဒရစ်ဟာအိမ်ကွင်းမှာတကူးမရှိနဲ့ရှုံးခဲ့တဲ့အထိအခြေအနေဆိုးခဲ့ပါတယ်ဘောလုံးပွဲတွေကိုရင်ခုန်ကျင်တဲ့သူတွေအတွက်24နာရီလုံးဝန်ဆောင်မှုအပြည့်ပေးနေတဲ့ Kick-Off Arena Online Service ရှိပါတယ်555 Mix နဲ့ iBet 789တို့အပါအဝင်မိတ်ဆွေတို့နှစ်သက်တဲ့ဘောလုံးနဲ့ပတ်သက်တဲ့ရင်ခုန်စရာဝန်ဆောင်မှုအားလုံးကိုရယူနိုင်ပါတယ်စိတ်ဝင်စားတယ်ဆိုရင် Viber နံပါတ်886 536 536ကိုဆက်သွယ်နိုင်ပါတယ်